အားလုံးပဲမင်္ဂလာနဲ့ခင်ဗျာကျွန်တော်နာမည်က Louis ပဲဖြစ်ပါတယ်ကျွန်တော်ယနေ့မိတ်ဆွေတို့နားတော်တာဆင်မှုအတွက်ကြပြလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်ဆောင်းရံဒီနဲ့လိုက်ဖတ်တဲ့ကြပြလေးတစ်ပုဒ်လည်းဖြစ်မယ်နောက်ပြီးတော့ဒီကြပြလေးကိုဆရာမောင်ချောနေကရေးသားထားပါတယ်ကြပြလေးကိုဆရာမောင်ချောနေကြပြပေါင်းချုပ်ဆိုတဲ့စာအုပ်လေးတွေကနေပြီးတော့ကျွန်တော်ဖတ်ပြမှာပဲဖြစ်ပါတယ်ဆိုတော့ကြပြလေးနာမည်ကတညာလုံးနင်းလို့အမည်ရပါတယ်တညာလုံးနင်းဟိုးအဝေးမှာနင်းအနီးနားမှာနင်းတွေအဖြူပိမ့်ပိမ့်အပြာပိမ့်ပိမ့်အနက်အမောင်တွေတင်းရှောင်ရလာဝန်းလဲကလေးတယောက်လိုပုံရှိုးကွယ်ရှိုးချောင်းကြည်ရမှတ်မိတန်လေးတွေလဲလုံးပါရတည့်ရွက်ကလေးတွေချမ်းလွန်းလို့ဆက်ခါအပြေးသမားတွေလဲမပြေးလွားနိုင်တော့ကျဲကလေးတွေလဲတကလေးတွေပေါ်ယုံမြတာတောတွေတောင်တွေလဲမေးကွေးလေပဲကင်းပြောင်းကင်းရာကင်းတွေလဲလေမိရဲ့ဆွန်လို့ငိမ်လို့မြင်လဲသူ့ရည်စည်းတန်ကိုသူတင်းစီဆယ်တင်လို့နင်းတွေအဲ့တွေလိုကဘာမျိုးကိုချုပ်လုံနေဖိစီကြီးကိုပဲချုပ်နေပိုးပေါက်နဲ့ချုပ်တည်နေဘယ်နဲ့ဒီဝရာတဘာကများအပ်လိုက်တဲ့အထဲလဲမသိငါတို့လဲအဲ့ဒီအဝတ်တစားအရင်ဆုံးဝစ်ဆင်ကြရပေါ့နင်း21 Evan မှအခုကျွန်တော်ဖတ်ပြသွားတဲ့ကြပြလေးတွေကနေမိတ်ဆွေတို့ခန်းစားချက်သုံးတရားကိုရရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်နောက်ထပ် contact အသစ်တွေမှာပြန်လည်တွေ့ဆုံကြပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာနံနက်ခင်းလေးကိုပန်ဆိုင်ကြပါစေခင်ဗျာ